share ဒီနေ့ဒီပေးထားတဲ့ပုံလေးကနေပြီးတော့လိုအပ်တဲ့တောင်းလေးရှာတာရှင်းတဲ့တူကြည့်လိုက်ဒီအားရှင်းချင်းကြည့်အောင်အားရှင်းချင်းကျတော့အောင်ရှင်းရှာတော့ရှင်းတူက A B C ဒီက A B C တွင်ရေးလိုက်မယ်ဒီက A B C degree minus 112 degree j equal to 68 degree ဆိုပြီးတော့ရမယ် j ရတော့ပြီเนาะကျတို့ j ရတော့ပြီဆိုတော့ကျတို့ဘာရှာမလဲဒီမှာတရိကံ AHE မှာကြည့်လိုက်တရိကံ AHE မှာဆိုလို့ရှိရင် j ရဲ့ a ရဲ့ g ရဲ့ပေါင်းရင်းသည်180 degree ဒီမှာဆိုလို့ရှိရင် AH နဲ့ HE သည်1ထင်မြင် AH နဲ့ AE သည်1ထင်မြင်HE သည်ဘုံ1ထင်မြင်ဖြစ်တယ်เนาะအဲ့ဒါကြတော့ရေးမယ် J အပေါင်းတရိကံ AHE တွင်တရိကံ AHE တွင် J အပေါင်း A အပေါင်း G equal to J ပေါင်း G ပေါင်း equal to 180 degree ဒါတရိကံရဲ့အတွင်းထောင်ပေါင်းဒီမှာဆိုလို့ရှိရင် A ညီမျှခြင်း A ညီမျှခြင်း G A နဲ့ G နဲ့ကညီရယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ HE သည်ဘုံဝင်းထင်မြင်ဖြစ်တဲ့အတွက် A နဲ့ G နဲ့ကညီတယ်အဲ့တော့ HE ညီမျှခြင်း HE သည်ဘုံဝင်းထင်မြင်ဖြစ်တယ်အဲ့ဒါကြောင့်ဒီချက်တို့က J အပေါင်း 2A equal to 180 degree 2A equal to G ကချေရရှာပြီးသား68 degree 180 degree minus 68 degree အဲ့တော့ခါကျတော့ 2A equal to နှုတ်လိုက်တော့112 degree A equal to 112 degree အစား2အဲ့တော့56 degree A equal to 56 degree ရ A 56ဆိုတော့ G ကလည်း56 A နဲ့ G နဲ့တူပဲဆိုတော့ A 56ဆိုတော့ G ကလည်း56ပဲခဲဝိခုနကချက်ဟိုတောင်းကရှာပြတယ်လို့ပဲဒီလိုမျိုးဒီတရိကံကိုသုံးမယ်ရှာမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းဒီတရိကံ H D A သုံးပြီးတော့ C နဲ့ D ရှာမယ်ပြီးပြီဆိုလို့ရှိရင်တရိကံ E C ဒီမှာဆိုလို့ရှိရင်46ရဲ့ I ရဲ့ F ရဲ့သုံးပြီးဒီတရိကံလိုအပ်တဲ့တောင်းတွေရှာမယ်ပြီးပြီဆိုရင်ဒီ3ကို just straight angle နဲ့ရှာမယ်ဒီ3ကို straight angle နဲ့ရှာမယ်ဒီ3ကိုလည်း straight angle နဲ့ရှာလိုက်လို့ရှင်လိုအပ်တဲ့တောင်းတွေအားလုံးရပါပြီเนาะဒီလိုမျိုးလေးနဲ့တွက်မယ်ဆိုလို့ရှင်အဆင်ပြေသွားမှာပါเนาะ